Okay, so le. Ah. Eri liga ou tem so yin no phanak ba si twa lo yaပါတယ်liga ထိပ်ထီအောင်เนาะကိုရီကတော့ပထမမသိတော့ခါကျတော့ဖနက်တီချိုးပြီးသွားတော့မလေးချီဝါးတွေကိုပူလိုက်တာကိုပြောမနေနဲ့ဒီတီးပြန်ကူကနေမှတဆင်အောင်နားမှာရှိတဲ့တဘာဝရေလိုင်းကူခီးဆက်ပါမယ်လူကြီးတွေကတော့အိုင်နာဇရက်မှာပဲကိုပြစ်လေးမှာပဲစောင့်နေခဲ့ပါတယ်ကိုရီလူငယ်တွေနဲ့မမနေရတော့လေသမားခေါ်ပြီးတော့မှတဘာဝရေလိုင်းကူကိုသွားပါပြီတစည်းမှာ9ယောက်ဆန့်ပါတယ်တယောက်ကို2000လုံးပဲကြပါတယ်တစည်းကို1000မှာရှင်မတန်းစီပြီးတော့မှအဲ့လိုလေးသွားပါပြီအခုမြင်နေရတဲ့အပေါက်ကလေးကတော့တဘာဝကြီးတိုင်းကိုစပြီးဝင်ရတဲ့အပေါက်ကလေးပါခုစပြီးဝင်လာတော့မယ်ဟုတ်ပါတမီဒီထဲမှာပဲထားတော့ပြင်မထုံးနဲ့မော်တာကိုရက်ပြီးတော့လက်နဲ့လော်ပြီးတော့မဝင်သွားပါတယ်ထဲထဲမှာဓမီတွေစောင်းသွားပါတယ်ထဲထဲမှာတော့ရေလေးကတော့ကြည်ပြီးတော့မှအေးစိတ်နေပါတယ်ဒီကေးဒီကြာငါနေသားမျက်မှန်ကြီးတက်ပြီးတော့မအောင်ဒါဒီ line ကိုပဲထဲမှာကြောက်ဆက်ပန်းဆွဲတွေရောစုံမယ်စက်ဒီသမားကတော့ရှင်းပြပါတယ်စုံပါပဲအော်မအေးငွေရောင်လေးရှိပေါင်းလို့လားဒီတော့ကျွန်တော်ပေါ့ရောက်နေတော့အခုသွားမတော့လို့ပြင်တယ်အဲ့ဘာသာအပေါ်ဒီနေ့ညခုကြီးဟုတ်တာအပေါ်ပြည့်လုံးနေရဟောဒါအမြင့်ဆုံးနေရတဲ့
ဆူလေးရေဒီဘက်လက်က Hi အဲ့ဒါအဲ့ဘောကိုကြီးကအဲ့ဒါကြာဘူးလို့ကြာကြီးလား ဟောကြာဘူးပုံလေးသူတဘာဝဖြစ်နေရလေ ဒါရဲ့ဒါပဲပေါ့အဲ့တော့ကတော့ဒါတော့သွားတယ်ဒါတော့ဒီကပေါင်းနေတယ်ပြပုံနဲ့ဒီကပေါင်းနေတယ်တော့ပဲအဲ့ဒီပေါ်လေဘောကမင်းတို့တရားဒုတိယစီပုံလေးကိုပြောင်းပေါက်တာပေါ့ ဟောခုနေ့ကကြည့်ရတဲ့ကားတွေကရွှေတောင်ကြီး ဒါတော့ပဲ ဆုံးသွားပြီ ဟိုကလည်းပေါ့တယ်ဒါကကိုရနေရလည်းကြားတယ် ဟုတ်ကဲ့သွားတော့ဆုံးမရေကူလား အဲ့တော့ဘာလို့အဲ့ဒီဟိုကတော့ဘိုးလေးကမင်းလာတာအဲ့ဒီအဲ့ဒါဟုဟောတ်ဒီမှာလက်လေးအဲ့ဒီတော့ပါ လေဝင်ပေါက်ဖက်ပါမယ်အဲ့မှာဒါရဲ့အဲ့ဒီလေဘောင်းကိုပါပေါ်နေကြလက်ကြပုံနဲ့တူတယ် လေးပြန် တက်တယ်ဗျာ လင်းပေါက် တက်ဒီအရေးဘောတော့ပြောနေရေးရေးတယ် ဟုတ်တယ်ဒီနားမှာဟိုကကြောက်တုံးတဲ့ဒီရေရင်းနဲ့ လက်ပြပုံစံလေးဖြစ်သွားတာတဲ့ဟိုကရေမှာအရိပ်လာထင်တဲ့ဟာနဲ့ အဲ
အေးအဲ့ဒါလိတ်အဲ့ဒါအပေါ်ကအပေါ်က啊，ဆက်လိုက်လို့အိပ်ပြပုံလေးဖြစ် လင်းလို့လည်းရှင်းနေမှာနော်လင်းလို့တေးနေတယ် အဲ့ဒါဒီကြလားဒီသွားဖို့တယ်လေအဲ့ဒါတော့ဒီအလေးကြပြီဗျာ ဟုတ် မလင်းတို့တွေပြန်နေရမအများကြီးပဲလင်းတို့တွေအများကြီးပဲ ဟိုမှာအပေါ်မှာလင်းလို့လေ ဒါကြောင့်မို့ဒီဘက်ချမ်းလင်းတို့ တေးနေ အနံ့ရ ဒါမှမဟုတ်လင်းလို့တော့အချိုင်ချိုင်နေဖြစ်တယ်နော် သူတို့အောင်းတဲ့နေရာလေးကချမ်း လင်းလို့လေ သူကတွဲလောင်းနေရတယ်ဇာလေးဟာလည်းတော့ဘာသာဝင်လာမယ်ရှိပေါက်ချလိုက်တယ် ဒီမှာအပေါက်လူကျန်ပေါက်ဒါနောက်တစ်ပေါက်ဒါနောက်တစ်ပေါက်ဒီဝင်ပေါက်ပြန်လို့ ရေကူထဲမှာတက်ပတ်ကြည့်ရှုပြီးတော့မှဒါအခုအပြင်ကိုပြန်ထွက်လာပါပြီခုနဝင်သွားတဲ့အပေါက်ကတဘာဝရေလိုင်းကူမှတဆင့်တိတ်ပြီးတော့မှမဝေးတဲ့9မိနစ်လောက်ပဲသွားရတယ်ကော့ကွန်းကူခီးဆက်ပါတယ်နီးနီးလေးပါလမ်းနေလည်းတော်တော်ကောင်းပါတယ်အဲ့မှာတော့မြောက်တွေကတော့တော်တော်လေးကိုပေါ်ပါတယ်
ဖန်မျိုးမဝင်ခင်3နေရာလောက်လဲပတ်ပြီးမှလူထဲမှာရှိတဲ့ကရင်စားတောက်ဆိုင်နော်ဒီယာဆိုတဲ့စားတောက်ဆိုင်လေးကိုပြီးတော့မှစားခဲ့တာ ဒါ လေ ကရင်တာလပေါ့ဒါကျက်သား ပင်စိမ်း ပင်စိမ့်လက်ဖက်ချက်ဒါက ဖြူဖြူ ဖြူဖြူညွန့်ကျော်ကရင်စတိုင်း ဒါက ဒါလေးက ပြောဦးတော့ ပြောဘူးတော့ ဒါခရု ဒါခယူချက်ခယူချင်းစက်ချက် ဝသားတော်ချက် ဟောဒါလေးကဝသားတော်ချက်ဆိုရ ရွေးချယ်စရာများပြီးဈေးလေးလည်းတင်ပါလေဒီလေသာစားပြီးတော့မှပဲကရန် Valley Hotel ကို check in ဝင်ပါတယ်ဒါကတော့ hotel check in နေရာနေပြီးတော့မှလှမ်းမြင်ရတဲ့ရှူကင်းကြီးပါရန်ကိုလှပါတယ်ဒါလေးကတော့ hotel car parking နေရာနေပြီးတော့မှမြင်ရတဲ့ရှူကင်းလေးပါကျွန်တော်တို့အခန်းရှိရာကိုသွားပါမယ်ကျွန်တော်တို့အခန်းကတော့ C311အဲ့ရနေပြီးတော့ဆက်သွားရင် swimming pool ကိုလည်းရောက်ပါတယ်ဒါတော့ကျွန်တော်တို့ခန်းပါဟိုတယ်အခန်းဝရန်တာနေပြီးတော့မြင်ရတဲ့ရှူခင်းလေးကိုပြပါမယ်ရှူခင်းကတော့ share ပဲလုံးဝမနေ့ဆိုရင်အဲ့တောင်ကြီးကမြူတွေဆိုင်ပြီးတော့ညတီဦးတော့မအေးပါဘူးပို့လို့ကျက်လို့ပါနွေရာသီဆိုတော့တောင်ကြီးက6ကတ်ဒီလေးနေခင်ဟိုတယ်မှာအနားယူပြီးညနေနေအေးတော့မှပဲသမီးငယ်ကိုရေကူးတင်ပေးရင်ပြပပမိသားစုလိုက်ရေကူးအနားယူခဲ့ပါတယ်